နဲ့မထိုင်နဲ့ဘာကနဲ့မနိုင်မပြင်းနဲ့တော့တပြင်းတော့အဖေပဲနဲ့ဒီနေ့တက်လားဘာမှပြဖို့ဒီမှာအလွတ်ကြီး28ရက်3လ2020ဟုတ်ပါဗျာနော်တော့ကမိုင်းတော့ဘာမှ